ပိန်းသားလားအဲ့လောက်နင်းလိုက်တာလား ငါပဲဗောမှုံကြီးရဲ့ဟမ်ကားလို့ထင်လဲလမ်းဘေးကိုနည်းနည်းချရလိုက်ပါလားလမ်းလေကောင်ကြီးမှလည်းရက်ပြီးអော်နေရလားနောက်ကနေဝေတိုက်သွားမှာဗောဒါတော့ထူးရလားနင်း ဟဲ့ရုပ်တရက်ဆိုတော့ငါလည်းလန့်သွားတာဗောဟဲ့ဒီမှာရွာထဲမှာလည်းလေနေကြီးတဲ့အကိုင်းတွေဖက်နေကြဟာနေသားမောင်နင်းကငါ့ကိုတော့ထူတယ်ပြောနေကြတော့ညံမရှိဘူးလားဟမ်နင်ဒါမျိုးလုပ်တင်သလားမတော်တဆစပိန်လဲတော့ငါကျိုးပဲ့သွားရင်နင်တောင်းဝင်ယူမလားဟမ် ဒီမှာဒီဘသူပြောနေဟမ်နင်းအခုပြောနေတဲ့လူကဘသူလဲသိရလားသိချကြည့်ပါဦး နင်မတော့ငါသိပါတယ်လက်ကောင်လေ အေးသိရတာနဲ့ဒီစကားမလို့ပြောထွက်တာလေဘယ်တော့ကနေပြောလို့ရဘူးလို့လဲဟမ်ဟာလေဆဲလောက်ဝေးသွားတာနဲ့နေကငါ့ကိုမခန့်တဲ့သဘောလားဟမ် မဟုတ်ပါဘူးဟာနင်လည်းငါလန့်သွားလို့ပါဟိုနင်လည်းစမယ်ဆိုရင်အနေရဖြစ်အောင်တော့မစနဲ့ပေါ့ဟာ နင်းကငါစလို့မဟုတ်ဘူးဟာမူးတာ မင်းတော့ နင်းမျက်မှန်မတတ်မိဟာ ဟောပြန်ပေးလေဆို ဘာလို့ပေးရမလဲမပေးဘူးဒီမှာနင်းကငါဒဏ်ပေးမလို့နော်ခဏကြိုက်ဒါခဏကြိုက်ဒါကြိုက်နာရတယ်ပြန်ပေး အော်အဲ့တော့ နင်းကငါဒဏ်ပေးမှာလေ ငါဘာလုပ်လို့လဲလို့ငါဒီနေ့မှပြန်ရောက်တဲ့ခါကို အေးနင်းဒီနေ့မှပြန်ရောက်လို့ကိုနင်းကငါပြစ်ဒဏ်ပေးမှာဒီမှာ10ရက်လုံးလုံးငါတယောက်တည်းပြင်းနေအောင်ဒီငေါ့ပြစ်ထားခဲ့တယ်လေ ဟိုအဲ့တော့ငါတရားစခန်းသွားဝင်တာလေဟဲ့နင်စိတ်ထားတယ်တာရုတောင်ခေါ်လို့ရတယ် ခေါ်ပါဟမ်ဒီစပိန်တော့ကနေထိုင်စီးပြီးတရွာလုံးကိုပတ်ပြီးငါတာတို့ခေါ်လိုက်အောင်ပါကဲနင်း အဲ့ဆိုလည်းမျက်မှန်ပေး မပေးပါဘူးဒီတိုင်းနေရမှာ ဟမ်ဝင်းတိုက်ကုန်မှာဗောဟဲ့ မတိုက်အောင်နေအဲ့ဒါနင်းကငါပေးတဲ့ပြစ်ဒဏ်ပဲတခုလို့ရှိရင်နော်နင်းဝင်တိုက်လို့ငါတခုခုများဖြစ်သွားရင်နင်ငါ့ကိုတောင်းဝန်ယူရမှာနော် ဟောအလောက်ကငါတောင်းပါမှာလေဟဲ့ငါခုနကလည်းညို့လေလှုပ်ခနဲနဲ့ပြောမှဆိုမှရှိပဲငါ့ကိုခွတ်လို့ပါဟဲ့နော်တက်တက်လုံးလည်းနင်ခိုင်းနိုင်လဲငါလောက်ခဲ့ပါတယ်ဟဲ့ဒါတော့မလုပ်ပြစေနဲ့နှစ်ယောက်လုံးတော့အန်ရရှိလို့ပါနော် အော်နင်ကမနေဘူးပေါ့ မျက်မှန်ပေးနေမလေး မပေးရင်မနေဘူးပေါ့ ငါမှမမြင်ရတာ ဟုတ်ပြီအဲ့ဒါဆိုရင်ငါပြစ်ဒဏ်ပြောင်းမယ်ဟုတ်တယ်ဒီနေ့ကိုငါပုတ်မယ်နော်အဲ့နေရာလေးမှာနင်က အလက်ကငါရှိကြီးခိုးပါတယ်ဟဲ့ငါကလည်းမကပြစေနဲ့မျက်မှန်မပါမလဲမတင်းပြစေနဲ့ဟဲ့ပြစ်တယ်နောက်တစ်မျိုးလေးပြောင်းပေးပါလားဟဲ့ ဟဲ့ဘာဖြစ်နေတာတော့လောက်တာလေဟမ် ကတော့နေတာ ဟမ်ကတော့ကဖုံးလား အော်ဟုတ်ပါဘူးဟိုတောင်းမှန်နေတာမျက်မှန်ယူထားလို့ ဟဲ့နင်ဘာ